လက်ဦးကြီးနေတော့ကြောင်လေးကနိုးစိုးနေဒီကခဲနေတယ်ငင်းခဲနေတယ်အထီးလေးပါနိုးလည်းမရှိဘူးလို့ငင်းခဲနေတယ်ဒီကောင်မလေးကတမီလေးလို့အဲ့ဒါဆိုနေမရှိတရှိနိုးရမကြီးရမရှိတဲ့နိုးရတဲ့ဒီဘာနိုးရှိလက်ဦးကြီးရလက်ဦးမတရားကြီးလက်ဦးကြီးမရဆွဲတော့မရဘူးဒီပြီးတော့ကျွန်တော်ဟောရလက်ဦးလို့ခေါ်ရတဲ့လက်ဦးပြီးတယ်အတင်းလိုက်ဆိုကြောင်ရဲ့သဘောကောင်းလို့သူ့ကိုမကိုက်ဘူးလိုက်တော့မယ်တော်ဘယ်ဖက်ထားပြီမကြီးလိုက်မကြီးလာတော့တော်လာဒီဆိုးလည်းနိုးဆိုးတယ်ဒီကောင်လေးအမပါဗျာတတိလေးအမကြောင်ဝိုင်းအထီးတာလေးပဲတော့နေဖက်လာချက်တော့ကြောင်